တကုရှင်ဖြစ်ယုံနဲ့အသိဉာဏ်မရှိနိုင်ပုံအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှိခိုးတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာဂုဏ်ကိုအာယုပြုကာတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပဂောတိဟိပိယပမေယံကာလံကရွန်တောအတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရည်တဲ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥစ္စာအသက်ခြင်းလဲအင်္ဂါမိတ္တကြီးမာသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျတိထဘွယ်ငါးသွဲအစုအလုံးခဲရင်သောအမှုတို့ကိုတာသနာဓာတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော်ပြီကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းတကုရှင်ဖြစ်ယုံနဲ့အသိဉာဏ်မရှိဘူးဘုရားမြတ်စွာဘုရားရဲ့သာသနာတော်မှာတကုရှင်နဲ့ပညာရှင်ဘယ်သူကိုဦးစားပေးပြီးတော့ရွေးချယ်ရတယ်လဲဆိုလို့ရှိရင်ပညာရှင်ကိုပဲဦးစားပေးပြီးတော့ရွေးချယ်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အခတာဝကလို့ဆိုတဲ့အမြတ်ဆုံးတပည့်တာဝကနှစ်ပါး